အားလုံးပဲမင်္ဂလာပါဆက် gaming channel ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာကတော့မကြာခင်မှာရောက်ရှိလာမယ်ဆိုပြီးတော့တော်တော်များများလူပြောများနေတဲ့ event 3ခုအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ event 3ခုကဘယ်တော့မှရောက်ရှိလာမလဲဆိုတာတွေပေါ့နော်စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုရင်းနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ပြီးတော့အားပေးကြခဲ့ဖို့လည်းတောင်းဆိုလိုက်ပါတယ်ကြည့်ရောပထမဆုံးပြောရမယ်ဆိုရင်တော့ဒီလူပြောများနေတဲ့မေလထဲမှာရောက်ရှိလာမယ်ဆိုတော့ဒီ exotic event ပဲဖြစ်ပါတယ်ဒီ exotic event ကတော့တော်တော်များများမေလ18ရက်နေ့မှာလာမယ်တချို့တလေကတော့ဒီဇွန်ဇူလိုင်မှာလာမယ်ဆိုပြီးတော့ပြောထားကြတယ်ဒါပေမဲ့ဒီ event ကတကယ်လို့မေလထဲမှာရောက်ရှိလာခဲ့မယ်ဆိုရင်တော့မေလ18ရက်နေ့မှာတော့ရောက်ရှိလာနိုင်ဖို့ကတော့တိတ်ပြီးတော့မသေးချဘူးဘာဖြစ်လို့လဲဆိုတော့ကဒီမေလ2ရက်နေ့မှာဒီ Naruto event ကလည်းရောက်လာမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီ Naruto event လာနေတဲ့အတော်အတွင်းမှာပေါ့နော်ဒီတကယ်လို့လာခဲ့ရင်တော့မေလကုန်လောက်မှလာပြပါလိမ့်မယ်နောက်ပြီးတော့ဒီ event မှာနောက်ထပ် skin တစ်ကောင်ဖြစ်တဲ့ Selena ရဲ့ skin အသစ်အနေနဲ့ပါဝင်လာမယ်ဆိုပြီးတော့ပြောသိထားရတယ်တကယ်လို့ Selena ရဲ့ skin ပါဝင်လာတယ်ဆိုရင်တော့ဒီ event ဟာဆိုရင်တော့တော်တော်လေးကိုမှရဲရွှေ့သွားမှာဖြစ်ပြီးတော့ September လလောက်မှာပဲရောက်ရှိလာမယ်ဖြစ်တယ်ဒီ August လဒါမှမဟုတ် September လတွင်းမှာပဲရောက်ရှိလာမှာဖြစ်တယ်တကယ်လို့ဒီမေလထဲမှာရောက်ရှိလာခဲ့မယ်ဆိုရင်တော့ဒီအရင်အတိုင်းစကင်၄កောင်စလုံးပဲပြန်လဲပါဝင်လာမှာဖြစ်ပါတယ်ကဲဒီတော့ပေါ့နော်ဒီ event ကတော့မေလထဲမှာရောက်ရှိလာဖို့တော့တိတ်ပြီးတော့မတိချသလောက်ပါပဲကဲဒီဗီဒီယိုကတော့ကျွန်တော်အရင်နှစ်တုန်းကပုံစံတွေကဗီဒီယိုကိုကျွန်တော် YouTube မှာရှာပြီးတော့ပြန်ပြီးတော့ထည့်ပေးထားဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုတွေကမရှိတော့လို့ပေါ့နော်မွေးဖိုင်ကိုကျွန်တော်ဖြတ်လိုက်တဲ့အထဲပါဝါဖြစ်တဲ့အတွက်မရှိတော့လို့ပါဒါသူများရဲ့ဗီဒီယိုယူသုံးထားတာဖြစ်ပါတယ်ဒါကြောင့်မို့သူ့ကိုကျွန်တော် credit ပေးပါတယ်ကဲနောက်ထပ် event တစ်ခုကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ဖြစ်နောက် event တစ်ခုအနေနဲ့ကတော့ Hello Kitty event ဆိုတော့လူသိများထားတဲ့ဒီ Sanrio event ပဲဖြစ်ပါတယ်ဒီဗီဒီယိုဆိုလည်းအတူတူပဲကျွန်တော် YouTube ကယူသုံးထားဖြစ်တယ်ကျွန်တော်ရဲ့ကိုပိုင်ဗီဒီယိုကလည်းဖြစ်လိုက်တဲ့အထဲမှာပါသွားတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီဟာက2020တုန်းကပုံပဲဖြစ်ပါတယ်ဒီဗီဒီယိုပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အဲ့ဟာကိုယူသုံးထားတာဖြစ်တယ်ဒါကြောင့်သူ့ကို credit ပေးတယ်ဒီ event ဟာဆိုရင်တော့ဒီ first stand တော့မှာ Florin ရဲ့ဒီ skin ကိုရရှိမယ်ဆိုပြီးပြောထားတယ်ဒီ event ဟာဆိုရင်လည်းဒီမေလထဲမှာရောက်ရှိလာမယ်ဆိုပြီးတော့သိထားရတယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်တော့ဒီအရှိက exotic နဲ့ဒီ event နဲ့နှစ်ခုပြိုင်ပြီးရွေးချယ်လိုက်ခိုင်းတဲ့အခါမှာဆိုရင်တော့ဒီ Sanrio event ကရောက်လာဖို့အတွက်ရာခိုင်နှုန်းကပိုများတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ coin နဲ့လဲရတဲ့ event တွေကဇက်တိုက်ဆိုလိုလာနေတာဖြစ်တယ်။ဘယ်ချိန်တွေကစပြီးတော့လာလဲဆိုရင်ဒီ Kishin and Satsu ကနေစပြီးတော့ပေါ့နော်။ Kishin and Satsu ပြီးသွားရင်တော့ဒီရှေ့ကဒီ Alpharo ရဲ့ Legend skin တွေပြီးတော့အခုလာနေတဲ့ Neobi နောက်ပြီးတော့ခဏနေလာတော့မဲ့မကြာခင်မှာလာတော့မဲ့ Naruto တို့ဆိုရင်လည်း coin နဲ့လဲရတဲ့ skin တွေဒါကြောင့်မို့လို့ဒီဘင်ကိုနဲ့လာမဲ့ဘင်ကိုနဲ့ဖောက်မဲ့ skin ကလည်းလာတော့မှာဖြစ်တယ်ဒီတော့ဒီ exosis skin event ထက်ဒီ Sanrio event ကပို့ပြီးတော့လာဖို့ရာခိုင်နှုန်းများတယ်ဒီတော့ဒီ event ကတကယ်လို့ရောက်လာခဲ့ရတယ်ဆိုရင်တော့လေရှေ့ကအတိုင်းပဲပြောရမယ်ဆိုရင်ဒီ event ကတကယ်လို့ရောက်လာခဲ့ရင်မေလထဲမှာမေလကုန်လောက်မှာရောက်ရှိလာမယ်ဒါမှမဟုတ်ဇွန်လဇူလိုင်လထဲမှာရောက်ရှိလာဖို့ကသေချာတလောက်ရှိရယ်ဒီဇွန်လဇူလိုင်လထဲမှာလည်း All-Star event ရှိသေးတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဒီ event တွေကပ်ရဖြစ်သွားတာမျိုးတော့ရှိပါလိမ့်မယ်ပေါ့နော်နောက်ပြီးတော့ဒီ event ကတော့ထုံးစံအတိုင်းပဲဒီ collector skin တွေအထီကိုပေါက်နိုင်တဲ့ event တစ်ခုဖြစ်တယ်နောက်ပြီးတော့တခြား skin တွေလည်းရှိအောင်မှာပဲဖြစ်တယ်ဒီ event ကလာမှာတေးသေးချာချာကိုလာမှာဖြစ်တဲ့အတွက်အခုချိန်ကြီးက skin ကြိုက်တဲ့လူတွေဆိုရင်ကြိုပြီးတော့ diamond ကြိုစုထားကြဖို့ပြောချင်ပါတယ်ကဲဒီတော့ဒီ event လည်းလာမှာတေးချာဖြစ်သွားပြီပေါ့နော်ဘယ်တော့လာမလဲဆိုတာကတော့အစောဆုံးထဲမှာလာလိမ့်မယ်ပေါ့နော်မကြခင်မှာပေါ့နော်ကဲဒီတော့နောက်တစ်ခုပြောမယ်ဆိုရင်တော့ဒီချောင်ရဲ့ gold skin တွေဒါမှမဟုတ်တခြား gold skin တွေကိုကြိုက်တဲ့လူတွေအတွက်ဒီစိတ်စီရဲ့ event ပဲဖြစ်တယ်ဒီစိတ်စီရဲ့ event ဟာဆိုရင်တော့ဖြစ်ဒီနေ့ထဲမှာတေချာပေါက်ပြန်လာနိုင်မယ်တကယ်လို့ဒီ event မလာခဲ့ဘူးဆိုရင်သူ့အစား kung fu panda event ကတော့တေချာပေါက်ကိုပြန်လာမှာဖြစ်တယ်ဘာဖြစ်လို့မလာတော့ဒီ event နဲ့ဒီ kung fu panda event ဟာလာခဲ့တဲ့နောက်ဆုံးနှစ်က2020လား2023လားတော့ကျွန်တော်လည်းမမိတော့ဘူးသူတို့လာခဲ့တာကအဲ့ဒီနှစ်တုန်းကနောက်ဆုံးအနေနဲ့လာခဲ့တာနောက်ပြီးတော့ဂျားမှာတစ်နှစ်ကျော်နှစ်နှစ်ချပြီးတော့လာတော့တာမတွေ့ဘူးဒါကြောင့်မလို့ဒီနှစ်ထဲမှာကတော့ဒီချာပေါက်လာမဲ့စီးရင်ထဲမှာဒီကောင်တွေကပါဝင်လာပါတယ်ကဲဒီတော့ gold skin ကြိုက်တဲ့လူတွေအနေနဲ့ကတော့ဒီ skin တွေကိုစောက်ပြီးတော့ဖောက်မယ်ဆိုရင်တော့စောက်ဖောက်သင့်တယ်ဒီ event ကတော့အရင်နှစ်တွေတုန်းကလာခဲ့တာကတော့ဒီအောက်တိုဘာနဲ့နိုဝင်ဘာထဲမှာပဲလာတာဖြစ်တယ်ဒီတော့ဘယ်လိုပြောရမလဲဆိုရင်ဒီ event ကိုကြိုက်တဲ့လူတွေအနေနဲ့ကတော့အောက်တိုဘာနိုဝင်ဘာလောက်မှပဲဖောက်ကမှာဖြစ်တယ်ဒါပေမဲ့
အခုချိန်ကြီးက diamond ကျိုးစုမယ်ဆိုရင်တော့အများကြီးမိရလို့ပြောလို့ရတယ်ဒီတော့ weekly ပတ်ပဲလို့ဘာပဲလို့ကျွန်တော်အခုပြထားပေးတဲ့ Telegram channel မှာသွားရှာပြီးတော့ဒီဈေးအတိုင်းဈေးတွေကြည့်ပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ် skin kit တွေဝယ်ချင်တယ်ဆိုရင်လည်းရပါသေးတယ်ကဲဒီတော့ဒီဟာကတော့ဘယ်တော့မှလာမယ်ဆိုရင်ကျွန်တော်ရှေ့ကပြောသွားတဲ့အတိုင်းပဲအော်တိုဘာလလောက်မှာပဲရောက်ရှိလာမှာဖြစ်တယ်ဒီချိုင်းမှာ event ပဲ event တွေလာအောင်မလဲလို့ပြောရမယ်ဆိုရင်တော့ဒီရှေ့မှာပေါ့နော်ရှေ့မှာပြောသွားခဲ့တဲ့ Sanrio event တွေလည်းလာနိုင်ချေရှိလာမဲ့လာလို့လည်းပြောထားပြီးသွားပြီဖြစ်တယ်အဲ့တော့ exotic ကလည်းလာလိမ့်မယ်နောက်ပြီးတော့ Abaskin event ကလည်းတခြားပေါက်လာပါလိမ့်မယ်ဒါကြောင့်မလို့ဒီ event တွေကိုဂုံးဆင်းဖို့အတွက်ဆိုရင် diamond တွေအများကြီးစုကြဖို့ပြောချင်တယ်နောက်တစ်ခုပြောချင်တာကဒီ event တွေဘယ်လောက်ပဲလာပေါ့နော်ကိုကြိုက်တဲ့ skin ပါမှာကိုကိုင်းတဲ့ skin ပါမှာဖောက်ကြဖို့ပြောချင်ပါတယ်ဒီတော့ view လေးကတော့ဒါလောက်ပါပဲအဆုံးထိ like ပဲကြည့်ရှုပေးကြတဲ့အတွက်ကိုအားလုံးကိုကျေးဇူးတင်ပါတယ်နောက် video တစ်ပုံကပဲကျွန်တော်ပြန်ပြန်ဆုံးတွေ့ကြမယ်နော်ကျွန်တော်ရဲ့ channel အသစ်လေးကိုလည်း subscribe နဲ့ပြီးတော့အပိသွားခဲ့ဖို့လည်းတောင်းဆိုလိုက်ပါတယ်အားလုံးပဲ bye bye